multi span ရှိမယ်နော်ဒါကတော့ gravity only ဆိုရင်တော့ဒီလိုမျိုး style မျိုးထွက်မှာပေါ့ဒီ 2 span ဆိုတော့ gravity only ဆိုကျွန်တော်ဗာလဲ bottom bar ဆိုရင်အလယ်မှာများမယ်ကိုစီပါဆိုရင်ပုံမှာများမယ်ဒါငလျင်ဆိုရင်တော့ဒါမျိုးလေးဖြစ်သွားမယ်သူ reset တွေလေငလျင် structure တွေမှာဆိုတခါလေအဆောက်အဦရဲ့အလယ်ကောင်ပေါ့12ချက်ဆိုရင်9နဲ့6ထပ်မှာရှိတဲ့ဘီးနေရအကြီးဆုံးဖြစ်နေတယ်နော်ဒါ seismic ရဲ့ behavior တွေပေါ့ဖြစ်တယ်ပြီလားပြီးရင် starter ဆိုလဲကျွန်တော်135တွေရအောင်ခွဲဖို့လိုတယ်ပြီးရင်ဒါတော့ဟိုကိုယ်စားနဲ့တူနဲ့တူချင်မှတူပါတော့ type A ပါဒါတော့နာမည်တက်ပါဒီကကျွန်တော်တို့ရဲ့ဟာ hook ဖြစ်ဖို့လိုပါတော့ကွေးထားဖို့လိုတယ် white bean နေဆိုရင်ကျွန်တော်ဒါမျိုးကွေးရတော့ white bean ကြတော့တစ်ပတ်လုံးမပတ်တော့ဘူးလေဒီဝါလိုက်တယ်အပေါ်မှာကတော့ flat ရ river ရှိနေမှာပေါ့နော်အဲ့တော့ detail ပုံမူတည်ရနောက်ဒီထားမှာရှိတယ်ကျွန်တော်တို့ဒီ encourage ပေါ့ဒီ seismic area ဆိုရင် encourage က demand ကလည်းလေးများတယ်နော်အဲ့ဒီ column site အရင်သေးရင်သူ့ရဲ့လိုချက်ကပါတယ်ဒီ length ကိုရအောင်ထည့်ရတာပေါ့နော်မရဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ဒီအကွေးကိုဒီအောက်ထိရအောင်ကွေးရတာရှိတယ်ကျွန်တော် site ထဲမှာဘယ်လိုဒုက္ခရောက်လဲဆိုတော့ဒီအကွေးရဲ့ leg line ကဒီ column B အောက်ထဲဒီဝင်သွားတာရှိတယ်ဆိုတော့ကျွန်တော် column လောင်းရင်ကျွန်တော်တို့က B အောက်ခြေဒီလောင်းတာ哦ခက်တာဒီ river ဒီထဲထည့်မိမှာဆိုကျွန်တော် B အောက်ခြေလောင်းလို့အောက်ထိစုပ်ပြီးလောင်းရတဲ့အခါရှိတယ်အဲကြတော့ quality ရောလုပ်ငန်း sequence တွေရောအရင်ရှုပ်ထွေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ river detail တွေကိုတိုင် site တွေကိုstructure design နဲ့တချို့လေးကြီးတင်နေကြီးဖို့လိုတာပေါ့နော် workability လည်းကျွန်တော်စဉ်းစားဖို့လိုတယ်ဟိုရှိမယ်ဒါတော့ B နဲ့ကာတာနဲ့ဒါတော့တိတ် serious မဖြစ်ပါဘူးเนาะပြဿနာမရှိဘူးโอเคเนาะဒါကကျွန်တော်အောက်က130 180ကိုထားရင်လိုအပ်တဲ့ requirement length ဒီကောင်ကတော့ 90 ရဲ့ requirement length ဒါ secondary B နဲ့တော့အလောက်ပြဿနာမရှိပါဘူး main B နေကိုကျွန်တော်ပို့ပြတာဒါခုနကကျွန်တော်ပြော abstract B ပေါ့နော် abstract B ဒါမှမဟုတ်ရင်ကျွန်တော်လည်း inverted B မျိုးစုံခေါ်ကြတယ်ပေါ့နော်အဲ့တော့ဒါ slab ဒါ B ကအပေါ်မှာပေါ့နော်ဒီ width ရှိမယ် reverse ရှိမယ်အဲ့လိုလေဒါကတော့elevation area နဲ့ကြည့်ရဟာဒီ B ကတော့ပုံမှန် B ပေါ့နော်ဒါ abstract B ရဲ့ detail good နောက်ကျွန်တော်တို့ rebar တွေကို supplies ထပ်ကြမှာပေါ့နော်လက်ပင်ထပ်မယ်ဆိုရင်ကျွန်တော်တို့ seismic special moment resistance ဆိုရင်ကျွန်တော်က top bar ဆိုရင်အပေါ်မှာဆက် mid အပေါ်မှာဆက် bottom bar ဆိုရင်ဒီ 2h အတွင်းထဲမှာမဆက်ရအောင်เนาะဒီကဒီ 2h နဲ့ mid နဲ့ကြားပေါ့နော် mid ထဲကျသွားရင်လည်း gravity တော့မကောင်းအောင်ဒါပေမဲ့ mid ထဲကျရင်တော့တိတ်အဲ့လောက် serious ဖြစ်တယ်လို့မဆိုထားသေးဘူးဘာလို့လဲ seismic structure မလို့နော်အဲ့တော့ anyway bottom bar ဆိုတော့ဒီ 2h တွင်ထဲမှာလက်ပင်လို့မရဘူး top bar ဆိုတော့အလယ်မှာလောက်ကြတယ်ဒါ normal ပေါ့နော်ဒါတော့ secondary B နေအတွက် top bar ဆိုအလယ်မှာလောက်တယ် bottom bar ဆိုတော့ B ထဲမှာလောက်ကြတယ်လောက်လို့ရတယ်ဆိုတော့ပြတာဒါခုနကကျွန်တော်တို့ပြောတဲ့ B ရဲ့ depth တွေက different ဖြစ်တဲ့အခါမှာ river တွေကိုဘယ်လိုချိုးကြမလဲဆိုတဲ့ဟာကိုဒီပြထားတာပေါ့နော် B drop ဖြစ်သွားလေးလက်မကွာတဲ့နေရာလို့ပါနော်ဒါတော့ slab drop ပေါ့နော် B နဲ့မှာ slab drop ဖြစ်သွားတယ်ဒါတခါလေကျွန်တော် B width ကမတူတာရှိရမတူလို့ရှိရင်ကျွန်တော် river တွေကိုဘယ်လို terminate လုပ်မလဲဆိုတဲ့ detail တွေကိုပြတာဒါ plan view ပေါ့နော်ဒီကနေလိုလာမယ်ဒီဘက်က river တွေကိုသွားမယ်ပြီး star wing နဲ့အဆုံးသက်လေးချုပ်မယ်နော်ဒါမျိုးရှိတယ်ပြီးရင်ဒီ B က battery ဝင်မလဲဆိုတော့52 time meter လေးဝင်ရမယ်ဆိုတာမျိုးပေါ့ကျွန်တော်ခုနက B side ကအတူတူပဲဆိုဒီလိုမျိုးအဆောင်ရည်နဲ့သွားတယ်ဒါမျိုးတွေ architect ကသိကြတယ်ဒီလိုမျိုးထည့်ပဲကြိုက်တယ်နော်အဲ့ဒါကိုထည့်များတယ်နောက်ကကျွန်တော်တို့ deep B နေပေါ့ deep B နေတော့ B တက်အရန်ကြီးတဲ့ကောင်တွေဆိုရင်ကျွန်တော် crack control ဖြစ်ဖို့အတွက်ကျွန်တော် side bar တွေကျွန်တော်ထည့်ကြတယ်တချို့ torsion B နေဆိုလည်း side bar တွေထည့်ကြတယ်နော်ဒါတော့ side bar ရဲ့ဘယ်လိုထည့်မယ်ဆိုတော့သတ်မှတ်ချက်ပေါ့နော်ဒါကတော့ code တွေပေါ်လဲမူတည်သလို designer tool နဲ့တော့မူတည်ပြီးတော့နည်းနည်းလေးတော့ပြောင်းလဲလေးရှိရတယ် generally ကတော့ဒီလောက်ပဲပေါ့နော်ဒီလောက်ပဲ
အဲ့ကျွန်တော်တို့ဟိုဒါရဟိုကျွန်တော် typical standard schedule ပေါ့အဲ့ပုံမှာမူတည်ပြီးတော့ဗာလဲကျွန်တော်ကဟို view တွေပါတွေကိုထည့်ကြတာဟုတ်နော်ဒီပါတွေကိုထည့်ကြတယ်အဲ့ပြီးရင်ကျွန်တော်ဒီလို hardware ပုံစံနဲ့ view တွေပါတွေကို like ဖြည့်ပြီးတော့သွားကြတယ်နော်နောက်ကျွန်တော် slab ဆိုတော့ကျွန်တော်တို့အများဆုံး consultant drawing တွေကတော့ဒီမျိုး schedule တွေနဲ့ပဲသွားရများတယ်ဒီ construction ရောက်ပြီဆိုမှကျွန်တော်တို့ contractor နေပြီးတော့ဘာလုပ်ကြတာပေါ့နော်နေပြီးတော့ပြန်ပြီးတော့today river cutting and banding schedule ပေါ့နော် shop drawing လို့လည်းခေါ်တယ်ဒါတွေကိုပြန်ပြီးတော့တင်ပြီးတော့မှ consultant provide ပြီးတော့သွားကြတယ်နော်အဲ့တော့ဒီမှာလည်း slash schedule တွေကို bottom bar ဆိုရင် bottom အောက်ဆုံးမှာဆို BB ပေါ့ bottom bar ရဲ့အပေါ်မှာ BB ပေါ့ဒါတော့ notation လေးပေါ့နော် generally ကတော့ကျွန်တော်တို့ bottom bar ဆိုရင်ပို့ဝေး direction ရှိတယ် top bar ဆိုရင်တော့ကျွန်တော်တို့ ကိုစီဘာလောက်ပဲထည့်တယ်အလယ်မှာလွတ်နေတယ်ဒါပေမဲ့ဟိုအမိုးလေ roof temperature and shrink rate ပေါ့နော်ဒီ effect ရှိတဲ့နေရာတွေကျရင်တော့တန်ကြောင်းက post direction ရှိရမယ် minimum spacing ကတော့ထုံးတယ်ကျွန်တော်18လက်မှာပေါ့နော်အဲ့ပမာဏရှိဖို့လိုတယ် temperature shrink rate control ဖြစ်ဖို့လိုစသဖြင့်ပေါ့ဒါတော့ slash schedule ဒါလည်းကျွန်တော်ဆရာခွက်နေတယ်ပေါ့လေအဲ့မှာကျွန်တော် slab ဒီမှာ drop တွေရှိလာပြီဆိုရင် river ကိုဘယ်လိုချိုးမလဲပေါ့နော်ဒါလေးနမူနာပြထားရှိတယ်အဲ့ကျွန်တော် slab drop 50တဲ့နေရင်တော့ကျွန်တော်တို့ဒီ B ပုံစံလေးမပါတော့ဘူးပေါ့နော်50တဲ့များရင်တော့ဒီမှာB ပုံစံလေးထည့်တယ်ကြာတယ်နော်အဲ့မှာကျွန်တော်တို့ဒီထားမလားကျွန်တော်တို့အုပ်ရိုးရှိတိုင်းsecondary B တွေချောထည့်ကြတယ်ကျွန်တော်တို့ကတော့တိတ်အဲ့ဒါကို recommend မလုပ်ဘူးဆိုတော့ look ချက်လည်းများတယ်ပြီးတော့ဟိုအခီရလည်းမကြိုက်ကြဘူးလေအဲ့တော့ကျွန်တော်တို့ embedded B ပေါ့ embedded river တွေထည့်ကြတယ် slide ထဲမှာဒါအုပ်ရိုးရှိရဆိုရင်အဲ့ထက်မှာ river ကို16 mili 3ချောင်းစီလောက်ကျွန်တော်ထည့်လိုက်တယ်အမျိုးတွေပဲလောက်ကြတော့နော်ဒါ staircase section တွေ staircase ဆိုရင်လိုက်တာနဲ့ကျွန်တော်တို့ကဒီသူရဲ့အကျော်အနေနဲ့ကျွန်တော်သေးလိုက်စစ်ဖို့လိုရနော်ဒီ structural drawing တွေမှာအများစုက concept နဲ့ idea လောက်ပဲပါတာများတယ်အသေးစိတ်ကတော့ကျွန်တော် structure ရဲ့ archi ရဲ့ကိုကိုရာနေပြီးတော့ shop drawing ဒီပြန်ဆွဲပြီးတော့ဒီကြတော့ workable ဖြစ်တဲ့ဟာကိုပြန်လုပ်ရတယ်နော်ဒါမျိုးလေးရှင်းဒါဟို staircase တန်ကြောင်ထည့်အခါမှာနော် staircase ဒါ section ပေါ့အဲ့ဒါကိုဘယ်လိုထည့်မလဲဆိုတော့ပြထားရပါဘောနော်ဒါတချို့ section လေးပါဟို swimming pool ပေါ့ဘယ်လိုလဲရလေးထည့်ထားတယ်နော်အဲ့တော့ကျွန်တော်တို့ drawing တွေကိုလည်းဒီချာချာနားလည်ဖို့လိုတယ်နော်နားလည်တယ်ကျွန်တော်တို့ဟို technical aspect တွေလည်းဒီချာနားလည်ဖို့လိုတယ်နောက်ပိုင်းကျရင်တော့ကျွန်တော်တို့ specification နဲ့ဆိုင်တာလေးဆက်တော့မယ်နော်